โอเคအားလုံးပဲမင်္ဂလာပါเนาะအခုကတော့ကျွန်တော်တို့ဒီဒီ common platform ရဲ့ပေါ့เนาะကျွန်တော်တို့လုပ်နေတဲ့စနစ်တိကနေပြီးတော့3လတစ်ချိန်ကျင်းပဖို့ကျွန်တော်တို့ဒီမြော်ရီသားတွေအတွက်ပေါ့เนาะနိုင်ငံတကာရဲ့အရှိမစင်ပြီးပေါ်မှာစုတက်ယူဖို့အတွက်ဒီမှာဆိုရင်ဖွဲ့သားတွေအများကြီးပဲလူတွေကြီးတိုင်းသားပေါင်းစုံပဲကရင်ရခိုင်မွန်တဝဲအကုန်အပြည့်စုံပေါ့เนาะတိုင်းသားပေါင်းစုံရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနေစာအလုံးနဲ့တွဲပြီးတော့တစ်ဖက်တစ်လမ်းနဲ့ပေါ့เนาะကျွန်တော်တို့ဒီအပုံငွေပြန်လည်ပြီးတော့ common မှာအချိန်တူတူလေးတိစောက်လို့ရပြီเนาะcommon ကိုတိစောက်ထားတာဆိုရင်တစ်နှစ်ပဲရှိသေးတယ်ကျွန်တော်လောက်တာဆိုလို့ရှိရင်9လတည်းမရှိသေးဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဘယ်လိုဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်လိုက်ပြမယ်နော်ခုစင်ပေါ့เนาะဒီလည်းအများကြီးရှိတယ်နောက်ပြီးလို့ရှိရင်ပေါ့เนาะကျွန်တော်တို့ဒီဒီကွန်ပလော့ဖောက်မှာဝင်မှုတစ်ခုတည်းပြီးတာမဟုတ်ဘူးကျွန်တော်တို့ဒီနေစာဘွားလွတ်မြောက်ဖို့အချင်းတူတွင်းအောင်မြင်ဖို့เนาะနေကျွန်တော်တို့ဒီပြီးတော့ခါကြတော့တများလက်အောက်ကနေပြီးတော့လွတ်မြောက်စီဖို့အတွက်ဆိုလို့ရှိရင်ကွန်ပလော့ဖောက်မှာအသေးစိတ်